အမရေကူးကန်နဲ့ကိုရင်ရှိုင်းနဲ့ဝင်လို့မရခင်ဗျ ရေဆိုင်နေမကိုလို့ဘာနဲ့ကိုရမှာတော့ ဟိုကလေရေကူးဝတ်ဆောင်နဲ့ဝင်ရမှာပါဗျ မရှိဘူးလေ အမဟိုနားလေးမှာတော့ရေကူးဝတ်ဆောင်နဲ့ရောင်းနေဗျ အမရဲ့ဘာလို့လဲဘာချလဲ ရေကူးဝတ်ဆောင် ရေကူးဆောင်ကအမဆိုင်ကြီးကြ အားဆိုင်ဘာဖြစ်လို့လဲ ဟုတ်အမဆိုင်ကနည်းနည်းကြီးလို့လေအမဆိုင်ကကျတော့ဒီမှာကန်းချီတဲ့လာတဲ့သူတွေတိတ်မဝဲတော့တခြားဝတ်ဆောင်ကျမတို့လို့ဝါဆက်ကလေးပေါ့ပါလေတန်ကုန်မှာပေါ်တယ် မဘာလို့လဲဘာရှာလဲ ရေကူးဝတ်ဆောင် အရှိတာဗောဒီမှာရေကူးဝတ်ဆောင်မနဲ့ဆိုလာနေမှာချင်း ကော ဟုတ်တယ်လေမ ငါက အာရေကူးဝတ်ဆောင်ထဲမှာဒီလိုလေးလှလှ လေးရမ နောက်ရှိသေးတယ်မဒါလေးဆိုင်ရော ဆိုရမစမ်း ဟဲဒါလေးဆောင်မနဲ့လှနေမှာဝတ်ကြည့်လိုက်အရင်ဝတ်ကြည့်လိုက် ညမဟိုကြက်နေသလားလို့ မချက်ပါဘူးအမနဲ့ fit ဆိုင်ပဲရေကူးဝတ်ဆောင်ကဒီလိုလေးဝတ်ရတာအမရဲ့ တော်မမတော်တဲ့ဟာကြီးရော တော်လို့မကြွကြတာဗောဒီကဈေးရောက်နေတဲ့ဟာကိုလှတယ်မ ဒါလေးယူမှာ ကျေးဇူးပါမဟုတ်ထည့်လိုက်မယ်နော်ဟုတ်ကဲ့ပါရှင် Many hours later. ရေကန်နဲ့ဆင်းစိတ်နဲ့ကိုကြားနေတော့တက်ကိုမလောက်မဲ့ပြာနော်ဘာများပြက်ညာလဲမသိဘူး ရေစိမ်နေနေမှာဗောဘာလို့လဲဘာရှာလဲမတို့ ဒီမှာကန်းချင်ဝတ်ဆောင်လေးတဲ့အဆောင်ရှိတဲ့နော်မတို့အမရေကူးကန်နဲ့နေမတက်လာလို့လေဘာဖြစ်တာလဲလို့ပြားနန်းနေ ဘောင်းပြီးကွဲသွားလို့ ပြောတယ်အမတော်မမတော်တဲ့ဟာကိုစိုးဝတ်နေရအောင် ဘာလို့ကြည့်ဦးနားတမချောင်းဝင်လေ အော်အေးလာအမဘလောက်လာလဲမိုးအားနာဝါဆက်ကလေးနဲ့ဒါမမကော်လက်ရှင်ကလေမအမဆိုင်မှာ2000ကျော်ပဲဘေးတော်ရောင်နဲ့လဲလိုက်အမဒီအုတ်ခဲရောင်နဲ့လဲအမနဲ့လိုက်ပါဗျဒီမှာအမခရမ်းရောင်လေးလိုက်တယ်အမ2000ကျော်ကတော့အမဝတ်ပြော်တယ်အမရဲ့ အကုန်ထက်လိုက်အကုန်ယူမယ် အကုန်ထဲလိုက်မယ်နော်အမကျမရိုးရိုးတသားရောင်းစားတာမတော်ဘဲနဲ့အမတော်ပါတယ်ယူလို့ဘယ်တော့မှမပြောဘူးရိုးရိုးတသားပဲသူများပတ်စံအလကားမယူဘူးကျမတို့ကလေလို့ရိုးရိုးတသားပဲဟာတဲ့မယ်နော်တဲ့လိုက် ကြားနေရတယ်နော်လေးရောက်တာကိုအေးစေးမရဘူးအမမနက်ကလေရေကူးဝတ်ဆောင်ဘောင်းမိကွဲသွားတာအားနာလိုက်တာမရဲ့ဘာလဲညီမမျက်စိထဲမှာအမလုံးဝမဝအောင်အဲ့ဒါကြောင့်စက်ကနည်းနည်းလွဲသွားတာ ဝမမောရတာချစ်ချစ်လေးဟာ ဟုတ်မဟုတ်ဒါနဲ့လေးမကိုဘက်ဆိုင်ရလေမောက်ဒီဝါချစ်ဝမ်းဆက်ဘယ်လောက်နဲ့ရောင်းလိုက်လဲ မတောင်းချုံဆိုလိုက်ပြီ 18000နဲ့ပေးမယ်မောက်မမကော်လက်ရှင်အရင်တိုင်းပေးမှာ အရင်နိုင်လား ကျောင်းဆောင်ရှိတယ်မဒီမှာအုတ်ကျိုးရောင်လေးလည်းရှိတယ်ဘေးသားရောင်လေးရှိတယ်ညိုရောင်လေးလည်းရှိတယ် တော်ပါမလား မတော်တယ်မတော်တာမရဘူး36ကနေ50တိရှိတယ် ဟဲ့လားအဲ့ဆိုစိုက်စုံထက်လိုက်36ပါတဲ့ 36ကအမနဲ့မတော်ဘူးလေမ50မတော်မှာ မတော်လဲထည့်လေစိုက်စုံယူပါ အော်ဟုတ်ကဲ့မဟုတ်ကျေးဇူးပါရှင်အခုတော့အားပေးရ The next day. အားလို့လဲဘာရှာလဲအာမမလာလာကန်းကြီးမှာဘလို့ဘောင်းမိရှည်ကြီးနဲ့လဲဒီလိုခေါင်းကုန်တိုးလွတ်လွတ်လေးကိုဝတ်စမ်းမှာမမလဲ ဒါလည်းမမကော်လက်ရှင်ရပဲလေကိုယ်ဆိုင်ရဝင်လိုက်တာ ဟုတ်တယ်လေဒါပေမဲ့ခေါင်းလေးချက်ပို့လာတာပေါ့ဒီမှာဒါလည်းမမကော်လက်ရှင်ကဒါလည်းအပေးပါ ဟိုဘက်ကနေပြီးတော့အရင်တိုင်းရောင်းလိုက်လို့လေအဲ့ကြောင့်ဒီဇိုင်းဆိုစိုက်စုံဝင်လိုက်တာ အရင်တိုင်းရောင်းလိုက်ရ ဟု လား တ်တယ်ဟုတ်တယ် အမဒါ BKK Super Shop မမကော်လက်ရှင်ကနောက်ဆုံးပေါ့အရင်2000ခွဲရှင်မှာ2000နဲ့ယူသွားဒီမှာပန်းရောင်လေးအမနဲ့လိုက်မှာဒီမှာခဲရောင်လေးအရောင်သက်ကလေးလှသလားမမင်းနဲ့ဒီမှာနီညိုရောင်လေးနော်ဒီမှာကြံရည်စိမ်းရောင်လေးမအနက်ရောင်လေးမဘာရောင်ယူမလဲမစိုက်36ကနေ50ထိရှိရမ ဟုတ်လားအဲ့လိုအစလုံးစိုက်စုံတာထည့်လိုက်တော့လေ ဒီမှာ50လောက်မှတော်မှာမ ရတယ်ဟို36ကထည့်လိုက်ဘာလို့ပြောဟိုကအရှုံးခံပြီးတော့ရောင်းတာဆိုတော့အားနာလိုဝယ်လိုက်မယ် ကျေးဇူးမကျမလေးဇာအဲ့လိုဖြုတ်တာ ဟာမဝေလာနေအများကြီးပါလား ဟုတ်တယ်ဟိုဘက်ဆိုင်ကနေပြီးတော့အရှုံးခံပြီးရောင်းပေးမယ်ဆိုတော့ဝယ်လာလိုက်တာ ဒါလေးမမကော်လက်ရှင်ရပဲလေးမချီသားဝမ်းဆက်လေးဒီက3000ကျော်တယ်အမေ2000ကျော်နဲ့ပေးမယ် ဟိုအဲ့လိုကြောင်မလုပ်ဖာနဲ့အားနာစရာကြီး ရတယ်မဖြုတ်တယ်ဆိုတော့အဲ့လိုစားရှိမှဖြုတ်ရတာညလို့ထောင်ကနန်းမဖြုတ်ဘူးတောင်ကနန်းဖြုတ်တာဒါလေးရောင်ဆောင်ရှိရဘောင်းမီတိုရောရှည်ရောရှိရပြပေးမယ်မအောင်ဒါလေးကခရမ်းရောင်လေးဒါလေးကပန်းရောင်လေးဒါလေးကစိမ်းရောင်လေးဒါလေးကသားရောင်လေးဟောဒီမှာဝါရောင်လေးမဘယ်နဲ့ထည့်လိုက်ရမလဲနော် အကုန်ထည့်လိုက်လေအရောင်စုံစိုက်စုံဒီဇိုင်းစုံအကုန်ထည့်လိုက် စိုက်ပြီကျေးဇူးပါမရေ ရရ The next day. မမလာလာဗာလေးအားပေးမလို့ တော်ပါပြီဝယ်ထားရလည်းမြန်ဟာတယ်ပြီဟာ မတော်ပြီမလုံးနဲ့ဒီမှာပိတ်ဖောက်စားချောင်းတာကန်းကြီးစိုက်တဲ့ဆိုင်မှာဝင်မေးမရှိဘူးကျမမမကော်လက်ရှင်နဲ့အကုန်သိမ့်လာတာဒီမှာလုံးဝပိတ်ဖောက်စားအကောင့်ကိုနောက်မှဒီလိုဖဲပွင့်လေးနဲ့ဒီဇိုင်းလေးပြင်လားမ မြင်နေလာတယ် အတိုလေးဝတ်မလားဒီလိုစကတ်အတိုလေးနဲ့ဝတ်မလားအမလိုစမတ်ကြကြဘောင်းဘီရှယ်လေးနဲ့ဝတ်မလားအရန်လာမစ
ဇာဝဲကြည့်လိုက်တော့4000ကျော်တယ်အရင်အမ3000ကျော်နဲ့ယူသွားလိုက်တော့ ငါလေးလိုမျိုးပါကိုဘဆိုင်ရှင်လဲအရန်သဘောကောင်းတာအရှုံးခံပြီးတော့ရောင်းတာတော့ အမညီမလည်းအရှုံးခံပြီးရောက်တာလေကြိုက်တာယူမထလျှော့အောင်မထလျှော့အောင်မအမဒီမှာကြည့်ဖိဖို့ဇာတော့အဖြူအောင်မယ်ဇာဒီဇိုင်းလေးတွေကွဲသွားမယ်ဘောင်းမီအယောင်လေးတွေကွဲသွားမယ်မယူမမလား ယူမအဆိုင်ဆုံးထက်လိုက် ဟာမဟိုဘက်ဆိုင်ရပဲလား ဟုတ်တယ်မလေးပိတ်ဖောက်ချီလေးမမကော်လက်ရှင်ကနောက်ဆုံးထွက်တာတဲ့ဘယ်မှမရှိဘူးသူရှင်မှာပဲရှိရဆိုလို့ဝယ်လာလိုက်တာကြိုက်တယ်လို့ကြိုက်စေးပေးဆိုလို့လေ မဒါလဲဟိုဘရိုမာချီ1ဆက်မမကော်လက်ရှင်ရပဲညီမကုံသိမ်းထားတာချောင်းသားခွေလက်ချပေးမမရနိုင်ဘူးဟုတ်လားမကြိုက်စေးပေးခဲ့ ။အော်ရပါတယ်ညီမလေးအမျက်ယူပါနာစရာကြီး ရတယ်မရှုံးကြီးရှုံးမလေးစေအဲ့ဟာမတော့ရှုံးမခံနိုင်ဘူးယူသွားမကြိုက်စေးပေးပြီးယူသွား ။အဲ့ဒါဆိုလဲဟုတ်အကုန်ထည့်လိုက်ဒီဇိုင်းလို့စိုက်ဆုံးဟုတ် ကျောင်းဆုံးမ ဒီ ထည့်လိုက်မယ်နော် ဆုံးမပါသေးနဲ့နော် ကုံထည့်လိုက်မယ် ။ထည့်လိုက် ကျေးဇူးပါမ အမနေ့ဆိုင်ရောင်းလာတာလားဟုတ်ပါဘူးပစ္စည်းပြတ်သွားတာပစ္စည်းပြတ်တဲ့အထိကိုတစ်ဆိုင်လုံးရောင်းလိုက်တာ အာရောင်းကောင်းလိုက်တာ။အော်အမားတို့ဆိုင်ပိတ်လို့ထင်တယ်ဟိုနားမှာလေးဝဝနဲ့အမားတယောက်ရောင်းနေတာအမားတို့ရောင်းတဲ့မမကော်လက်ရှင်တွေပဲရောင်းကောင်းတယ်လူတွေကိုအုံခဲတာပဲ ဟမ်ဘဝနဲ့အမ ဟုတ်တယ် မမကော်လက်ရှင်တွေရောင်းရ ဟုတ်တယ် လူပါလေချောင်းသားမှာငါတို့နှစ်ယောက်ပဲရောင်းတာပါ ဘာလို့လဲဘာရှာလဲမမကော်လက်ရှင်ကဝတ်လေးရမယ်နော် မဒါလေးဘယ်လောက်လဲ ငါသား မကော်လက်ရှင်အဲ့လောက်ဈေးမများပါဘူး အော်အမရဲ့ဟိုတယ်ဈေးရှိတယ်သွားလာဈေးရှိတယ်ဒီမှာနိုးစီဘူးပြစ်တဲ့နေရာကျမငါဖွင့်လာတာကြိုက်မယူတစ်စုံ9000 အမကိုလေကျမတို့နှစ်ယောက်ရောင်းထားတယ်မမကော်လက်ရှင်ကလေဟိုပြန်ရောင်းပါလားပစ္စည်းတွေလည်းမရောက်သေးတော့လေဝယ်သူတွေကတအားကြနေလို့ရောင်းဖို့လိုနေလို့ ရတယ်လေ9000 အရင်တိုင်းလေးပြန်ရောင်းလို့မရဘူးလားမ မရဘူး အရင်ကမှအမျက်နည်းနည်းလေးတင်ပြီးရော မရဘူး9000ပဲဘာလို့လဲဘာရှာလဲဒီမှာမမကလည်းရှယ်ဟာရရမယ်ဘာလို့လဲ